Hello guys ကျွန်တော်ဒီနေ့မှာတော့ဒီလိုမျိုးပေါ့နော် Yuki နဲ့ Yuki ချမ်းရောပေါ့နော် Yuki ချမ်းမင်းကိုကျွန်တော်တို့အဲ့လိုဘယ်လိုကျန်းအောင်ဆော့ရမလဲဆိုတော့လာတင်ပြဖြစ်ပါတယ်ဒီဟိုဆော့ရမယ့်ဟာတော့ကျွန်တော် fighter နဲ့ပေါင်းပြီးဆော့ရအောင်ပေါ့နော်ဒီအာလီမှာတော့ဗျာဒီကျွန်တော်တို့သူတို့ပေးရတဲ့ပုံစံအတိုင်းပဲပေါ့နော်အဲ့လိုမျိုးကိုအဆင်ပြေရလေးပဲတင်ဆော့ပါပြီးသွားရင်ကျွန်တော်ကဒီဘက်မှာရွှေကပ်ပါတယ်ဆိုတော့ဗျာအဲ့လို Asto နှစ်ကောင်တင်ထားရပေါ့နော်ပြီးရင် Z နှစ်ကောင်နဲ့အဲ့လို Asto ပွင့်နေရပေါ့နော်အဲ့တော့ကျွန်တော်ကရင်းဆောင်ပါပေါ့နော် Asto ပါလို့ချိန်တော့ Asto Crazy ယူပြီးတော့ဒီပွဲဆောင်ပါပါဒီအဓိကကတော့ကျွန်တော်အားလိမှာဗျာအဲ့လိုဘယ်လိုပြောမလဲဒီ Fat Rain တို့ရှားကောင်းနေပေါ့နော်အဲ့လိုတကယ်တမ်းနေပါကျွန်တော်3 star အရင်တကယ်လို့ချိန်တော့ကောင်းပါတယ်အားလိမှာတော့သူပေးရဟာပဲအဲ့လိုမျိုးအစီအမြောင်ကြီးပေါ့နော်ပြီးတော့ရင်ဒီမှာရွှေကတ်ထဲမှာတော့အဲ့လို Asto ကတ်ပါတယ်ပေါ့နော်ရွှေကတ်စီရတိုင်းများကျွန်တော်6ကတ်ပေါ့နော်6ကတ်ကသူကအကုန်လုံးကောင်းနေဗျာဒါပေမဲ့ကျွန်တော် Asto ကတ်ယူမှာဗျာဘာ Asto ကတ်ယူမှာဗျာဒါပေမဲ့ကျွန်တော်အဲ့လို premium class ပါလား premium class တွေပါမလားဆိုပြီးတော့အဲ့လိုဒါလှည့်ကြည့်ရပါတော့မပါဘူးဆိုတော့ဒီတိုင်းပဲကျွန်တော်ကအဆင်ပြေအောင်ဆော့တယ်ပေါ့နော်ဒီမှာတော့ Asto နဲ့ဆိုတော့ကျွန်တော်အားလီမှာ Karina လည်းရတယ်ဆိုတော့ဗျာအဲ့လိုအားလီကင်းကတော့လုံးဝ easy ထိန်းသွားလို့ရပါတယ်ပြီးတော့လို့ရှိရင်တော့ဒီမှာကကျွန်တော်ကဗျာအောက်က2ကောင်ရောင်းလို့ရှိရင်တော့ပတ်စံကနိုင်လို့ရှိရင်ကိုက6 9 9ချက်ပေါ့နော်9ချက်မနိုင်လို့ရှိရင်တော့အောက်ကဇက်ပါတစ်ခါရောင်းလိုက်မယ်နော်အာလီကန်နဲ့ပတ်စံကိုစုပြီးတော့ဆော့တာတော့ကောင်းပါတယ်ဒီမှာတော့စကားတော့ရင်းပြောကြမလို့ပါဘူးတော်တော်များဒီကျွန်တော်ဗီဒီယိုတွေနဲ့အချိန်ပါဗျာအဲ့လိုစပီအရမ်းမြန်နေပြောလို့မို့ဒီကတော့အဲ့လိုစပီမတင်ထားဘူးဆိုတော့ဗျာနည်းနည်းတော့ပွဲရတာနည်းနည်းရှိသွားမှထင်ပါတယ်ပြီးတော့ရင်ကျွန်တော်ဒီအခုဘာလို့မျိုးအဲ့လိုအကိုင်းနေပါလေကောက်ထားရဲဆိုလို့ရှိရင်များအရှင်းဆုံးမလို့ရှိရင်ဒီတူကလက်ချက်တန်ကဘာပြီးမှမသိဘူးပေါ့နော်အဲ့လို guide တင်မဲ့ဗီဒီယိုဆိုလို့ရှိရင်တော့အဲ့လိုကိုဆော့ရင်တော့ကိုဆော့လို့မရဘူးဗျာအဲ့တော့တူပေးမိဟာပေါ့ထားရတယ်ဗျာလင်းနေပါလေပြီးလို့ရှိရင်လည်းအဲ့လိုလင်းကို Asto တို့ပေါ့ထဲဆော့ရတယ်ကောင်းပါတယ်ဒါပေမဲ့လင်းကတော့တည့်ရတိုင်းပဲခစ်တဲ့ခေါ်ပေါ့နော်မဆော့ရတော့ပိုကောင်းပါလေအဲ့လင်းကတော့မတော့အားလေးကင်းတော့ဒီပတ်စံတော့အောက်ကကောင်နေရောင်းရင်လေ20တောင်မပြည့်ဘူးပေါ့နော်အကြောင်းမို့ကျွန်တော်ရိုင်းမင်းအားလေးကင်းမှာတော့ရိုင်းမင်းအဆင်ပြေအောင်တော့ထင်းတော့လာပါတယ်အတန်နေပါတွေကတမျိုးဖြစ်နေတော့တောင်းအောင်ပါတယ်နေရမ်းမကောင်းတော့ပါကဲအားလေးမှာတော့ရိုင်းမင်းအဆင်ပြေပေါ့နော်ထိန်းထားတာအဆင်ပြေပါတယ်ကဲအဲ့တော့ပြီးသွားရင်ကျွန်တော်တို့လိုမျိုးပတ်စံ20ပြည့်အောင်ပေါ့နော်အောက်ကကောင်နေမလိုရတာတွေအကုန်လုံးရောင်းလိုက်တယ်ဗျာပြီးရင်တော့ haircutဒီမှာ assassin ရပါပြီဗျာအဲ့တော့ဒီပွဲမှာကိုကဘာဆော့မှာလဲဆိုတာခါရဲတွေးထားပေါ့နော်ဒီပြောရလို့ရှိရင်ဗျာဒီအနီဘက်ကိုပဲတစ်ချက်ကြည့်ပေါ့ဒီပွဲမှာတို့ဗျာဒီ assassin ဆော့မှာကောင်နေအများများတယ်ဗျာပြီးရင်ရစာရုပ်ကမကတွေပါတယ်သူက Nolan တွေပါတယ်ရတယ်အဲ့တော့သူတို့တင်မိဟာကြီး assassin တင်ပါဗျာကိုကအဲ့ဂျားတွေကနေဖောက်ထွက်ပြီးတော့မှတခြားဟာကိုဆော့ပေါ့နော်ငါဒီဟာပြီးလို့ဒီဟာကြီးဆော့မယ်ဆိုရအတွေ့တော့မဝင်ပါနဲ့ဒါကျွန်တော်တစ်ခါရှင်းပြပေးတာပါဘာလဲဆိုတော့ဟီးတို့ကဒီမှာအပေါ်မပါဘူးဗျာဒီလားအဲ့လို3 star ကတကောင်လောက်ရပြီဆိုတာနဲ့နောက်ထပ်ရဖို့တော့ကအကြိုင်တော့မရှိရပေါ့နော်အဲအကြောင်းမို့သူတို့မဆော့တဲ့ဟာကိုကဆော့ရခြင်းပါလေဒါပေမဲ့လေဟီးရိုတွေပြီးလို့ရှင်တော့အာဒီမှာတော့ထိန်းခြင်းလို့ရှင်တော့ကောက်ထားပေါ့နော်အဲ့လိုပတ်စံတော့အရင်ကုံဝိုင်းနေပြီဗျာဒါပေမဲ့နည်းနည်းတော့ဖြတ်ကောက်ထားသေးခြင်းပါလေကဲဒီ round မှာဆိုလို့ရှင်တော့မိနစ်တိုင်းပဲနိုလန်ထပ်ပါတယ်ပေါ့နော်ဒါတော့မှနိုလန်ရဲ့စာရုပ်ကမကတ်နေဆိုရင်တော့ short မှာတိတ်တော့ကျွန်တော်မထင်ဘူးအဲ့တော့ဒီကျွန်တော်ရမယ့်အိုင်နန်ကတော့သူတို့အဆင်ပြေရပါတော့တခုပေါ့ဒီမှာတော့ကျွန်တော်ကဒီမှာဗီဒီယိုတွေရှိမှာပေါ့နော်ဒီဟာပဲကောက်လိုက်ပါတယ်ဘာလို့လဲဆိုတော့တခြားတွေကမဂျစ်တွေဆိုတော့ကျွန်တော်ကမဂျစ်ဆော့မှာမဟုတ်တဲ့ကြောင့်မို့မဂျစ်တော့မကောက်ဘူးပေါ့နော်ပြီးတော့ရင်ဒီလိုမျိုး round ပါဗျာကိုကအဲ့လိုမျိုး level တင်ဆော့ရင်ဆိုတော့မဆော့လို့ရှိရင်လည်းအဲ့လို fat rain တွေဘာတွေကို3 star ရှာရင်လည်းရှာပေါ့နော်ဒါကတော့ကိုယ်စိတ်ကြိုက်ကိုလုပ်နေပါတယ်အဲ့လိုlevel တင်လို့ချိန်တော့နည်းနည်းပါးတော့ပို့ပြီးတော့ကောင်းပါတယ်။ဘာလို့လဲဆိုတော့level တင်လို့ချိန်ကြတော့လေကိုက hero ပို့ရဖို့တော့ရခိုင်နှုန်းနည်းရှိရလေ။ဘယ်လို plane ပြန်ဘယ်လိုပြောမလဲ3 star ကိုအားလေးမှချလို့ချိန်တော့ပတ်စံအရင်ကုန်တယ်။အဲ့ချိန်မှာကိုကရှုံးနေလို့ချိန်တော့အဆင်မပြေဘူးဗျာ။နိုင်လို့ချိန်တော့ကိစ္စမရှိဘူးမဲ့ရှုံးလို့ချိန်တော့ကိုကဂျီလေးချက်တွေရောက်အောင်တော်တော်မျိုးပေါ့နော်။အဲ့လိုမျိုးအဆင်မပြေဘူးပေါ့နော်။ဒီမှာတော့စီလောင်းနေပါဆိုတော့အားလေးကတော့အရင်တော့မလွယ်ဘူးပေါ့နော်။ပြီးသွားရင်ဒီနောက်ထပ် round cut ကတော့အပြောင် cut ဆိုတော့
အဲ့လိုသူအစင်မြင်ဟာပေါ့နော်ဘာပြီးမှလည်းတစ်ချက်ကြည့်ပေါ့ဒီမှာတော့ Astro နဲ့အစင်တည်ထားရဆိုတော့ကျွန်တော်နောက်ထပ် Astro ကရဖို့ကတော့ရှိမရှိတော့မရှိပေါ့နော်ဒီမှာတော့ Astro ရပြီဆိုတော့တိတ်တော့ခေါင်းထဲတော့ထည့်ကြမလို့ပါဘူးဒီအရှင်းတိုင်းပါလို့ရှိရင်များကျွန်တော်ကဒီ Karina နဲ့ဘာလို့ထိန်းပြရလဲဆိုလို့ရှိရင်ဒီ Karina ပေးထားလို့ပေါ့အဲ့လို Karina တွေပဲမပေးဘဲနဲ့ကိုက Martis ကို2 star ကို early game နေရလို့ရှိရင်တော့ Martis နဲ့ဆော့ပါဘာလို့လဲဆိုတော့ Martis ကတော်တော်ကောင်းတဲ့ hero ပါဒီ Karina နဲ့ Martis နဲ့ဆော့လို့ရှိရင်တော့အဲ့ကျွန်တော်တော့ Martis ကိုပို့ပြီးတော့ကြိုက်ပါတယ်ဘာလို့လဲဆိုတော့ဒီ Martis ကဗျာသူများ Karina ကဒီတိုင်းမသိအောင်ခေါင်းရင် damage ကတိတ်ပြီးတော့ပြည့်ရင်မှပြတ်တာဗျာဒီ Martis ကြတာဗျာအားလေးကန်းနဲ့ဒီကောင်ထိုးချိုင်းလို့ရှိရင် time ပြတ်တယ်ပေါ့နော်အဲကြောင့်မို့ Martis တွေပါတူထရလို့ရှိရင်တော့ Martis နဲ့ပြန်ပြီးတော့ထိန်းနေကြပါတယ်ဒီမှာတော့ကျွန်တော်ကတော့ပြန်ပြီးတော့ရှုံးလိုက်ပေါ့နော်82တို့ရတော့အဆင်ပြေပါသေးတယ်ပြီးရင်အဲကတ်ချဲရကြတော့ဗျာကျွန်တော်ကတခြားကတ်တွေမကြိုက်လို့မို့ဒီဘက်ကအဲ့လို level တက်မိတ်ဟာပေါ့နော်commander EV တက်တဲ့ဟာပဲကျွန်တော်ယူထားလိုက်ပါတယ်ပြီးလို့ချင်းဒီမှာ foreign တင်ရရပြီပေါ့နော် foreign တင်လို့ချင်းတော့ကျွန်တော်ကအရင်တစ်ခုပို့ရမယ့်ဟာပါမယ်ပြီးရင် fighter လည်းပါတယ်ပေါ့နော်အဲ့တော့အဆင်ပြေပါတယ်ပြီးသွားရင်ဒီ Martis ကို2 star လောက်ရလို့ချင်းတော့ခါလဲ Karina နဲ့ change ဆော့ပေါ့နော်ဒီဟာကကိုစောမဲ့ဟာမလာသေးဘူးเนาะဒီဟာဒါပေမဲ့အဲ့လိုသူပေးတဲ့ဟာနဲ့ပဲကိုကအားဒီမှာအစိမြောင်ထိန်းဆော့ရတယ်ဗျာကျွန်တော်အရင်တော့လည်းမျိုးမကြီးချက်စမှာလည်းမျိုးကိုကြိုက်တဲ့ဟာကောက်ကိုဒီဟာနဲ့ထိန်းဆော့လို့အဲ့လိုမျိုးရနေတဲ့အနေထားမဟုတ်ဆိုတော့လေတည့်ရတိုင်းပဲသူတို့ပေးရရင်ထိန်းဆော့ရတာဆိုတော့ဒီတိုင်းပဲအားဒီမှာတော့အစိမြောင်တော့ထိန်းဆော့ရတာပေါ့စမွန်နာတော့လိုတော့မလိုရင်ပဲလေပတ်စံအလကားရရတဲ့ကြောင့်မို့ကျွန်တော်တော့ကောက်ထားတာပါโอเคဒီမှာဆိုရင်တော့ Martis 2 side ပြောပါပြီပေါ့နော်ဒီပြောရမြာဒီကျွန်တော်ကဘာလို့ပဇာနာခဲ့ရလဲဆိုလို့ရှိရင်အဲ့ပဇာနာကအဲ့လိုကိုကမဆော့တဲ့ချိန်တည်းမှာလာပြီးပြီးရအောင်နော်ကိုကဒီဘွဲမှာကျတော့အဲ့လိုမသိအောင်လား fighter ရဲဆော့မှာဆိုတော့အဲ့လို fighter နဲ့ကောက်ထားတာပေါ့နော်အဲ့ဒါကိုဒီမှာ Martis တာပဇာနာလာပြီးရဆိုတော့တည့်ရတိုင်းပဲဟိုတော့အဲ့ဒီကတော့မကောင်းဘူးပေါ့နော်ဒီမှာတော့ Astro 4 ကောင်ရယ် fighter 2 ကောင်ကျွန်တော် assassin ကတော့မလိုတော့ပေါ့နော်ဘာလဲဆိုတော့ fighter ဆော့တာဆိုတော့ assassin ကမလိုပါဘူးအဲ့အထဲမှာတော့မပြကြည့်တာအဲ့ Martis ထိုးတဲ့ထိုးချက်ကိုကြည့်ပါတိလားKarina နဲ့လုံးဝတည်ရမလားစီနဲ့စီပဲလုံးဝအကွာကြီးဗျာဒီကောင်က2 star နဲ့ကိုလုံးဝလွတ်ပြီးလို့ရပါတယ်ဒါလည်းကန်ကောင်းလို့မို့တာအဲ့လိုမျိုးဘယ်လိုပြောမလဲ2 star ကိုမမြင်ရတာပေါ့နော်ဟိုလိုမျိုးကြီးသူကမပေးရင်လည်းပွဲဆိုလည်းလုံးဝမပေးဘူးဗျာသိလားလုံးဝ hero ရှာတာအရင်ခက်တယ်ဒီ chess မှာကလုံးဝအရင်တော့လည်းမဟုတ်ပေါ့နော်โอเคဒီမှာဆိုလို့ရှိရင်တော့ကျွန်တော် foreign 2 star ဖြစ်ပြီပြီးရင်ဟို freer ရှိမယ်ပေါ့နော်ဒီ freer ရှိမယ်ဆိုတော့ဒီ freer နဲ့ထပ်ပြီးတော့ထိန်းလို့ရပါတယ်freer ကို2 star လောက်ဖြစ်လို့ရှိရင်တော့ဒီမှာအောက်မှာ summoner ပါတယ်ပေါ့နော် fighter 3 ကောင်နဲ့အဲ့ဒါလည်းအဆင်ပြေပါတယ် freer ကတော့ဒါပေမဲ့ Martis တော့ကျန်းနေကောင်တော့မဟုတ်ဘူးဗျာ Martis ကတော့အဆင်ပြေတယ် freer ကတော့အရင်ပျော့ရဲဆိုတော့သူကဂျိုက်တဲ့ရိုက်ချက်ကဘယ်လိုပြောမလဲပန်းနဲ့ပေါက်နေပါသိရမလားအဲ့လိုမျိုးပေါ့နော်3 star ဖြစ်မှာပဲဒီကောင်ဆောက်ဆင်ပြီးတဲ့ကောင်ဒီမှာတော့ Martis 2 star ကဘယ်လောက်ထိလုံးနေလဲဆိုတော့ကိုယ့်အောင်ကိုကြည့်လိုက်ပေါ့နော်ဒါကျွန်တော်ကတ်ကြောင်းမလည်းမဟုတ်ဘူးဗျာကတ်ကလည်းဘာမှကောင်းတဲ့ကတ်မဟုတ်ဒီတိုင်းပဲသူ့အောင်သူအဲ့ hero ကလောကကျန်နေရပေါ့နော်အဲ့ Martis ကပြီးရင် sorry free ကောက်မယ်ကဲဒီမှာဆိုလူနိုပါလာပြီဗျာအဲလူနိုနဲ့ဆိုလို့ကျွန်တော်ကအဲ့လို Astro စစ်လည်းဖြည့်လို့ရတယ်ပေါ့နော် fighter 2 ကောင်ထားလိုက်ရတယ်အဲ့တော့ကျွန်တော်ကဒီရှေ့က free အောင်ထုတ်လို့လည်းရတယ်โอเคဒီမှာဆို Astro စစ်ဖြည့်သွားပြီဗျာAstro စစ်ဖြည့်သွားဆိုတော့လုံးဝထိန်းလို့တော့အဆင်ပြေရပေါ့နော်ကိုအမြင်တွေ့ရမှာအဲ့လိုမျိုးနိုင်နေဆိုပြီးတော့လေအားလကြီးမှာနိုင်နေဆိုပြီးတော့လေသိရမလားအရင်ကိုနိုင်မလို့မထင်နဲ့ပေါ့နော်ဒီမှာတော့ Nolan ပါတယ်ဆိုတော့ဒီ Martis 2 star ဗျာဟိုက Nolan 2 star တစ်ချက်ကြည့်ပေါ့နော်ဒီ Martis ရဲ့လုံနိုင်နေဘယ်လောက်ရှိလဲဆိုတာကဒီမှာဒီလိုမျိုးမှမြင်လိမ့်မယ်ဗျာဒီလားလေကျန်2 star တော့မှပြန်ပြီးတော့မင်းလန်းကလာမေးလို့ရတဲ့အနေထားတစ်ခုပေါ့နော်
ကျွန်တော်မှာအဲ့ဒီ charming က2 star ပဲရှိရပေါ့နော်3 star ပြလို့ရှိရင်တော့ပိုကောင်းပါလေကျွန်တော်မှာ2 star ပဲရှိသေးရောတခြား effort တွေကလုံးဝအလုံးမလုပ်ဘူးပေါ့နော်โอเคဒီမှာကတော့ island ကတော့ကိုအစီအပြေတာကိုကောက်ပေါ့နော်တပွဲနဲ့တပွဲလည်းမတူဆိုတော့ကိုကြိုက်ကိုကောက်ပါဆရာကြီးလည်းမလုပ်ပါဘူးကျွန်တော်ဒီသူတို့ပေးရရပဲအဲ့လိုအစင်ပေးရ CF ပေါ့နော် CF ကကြာတာဘာလို့ကောင်းလဲဆိုလို့ချင်းဗျာဒီကျွန်တော်အဲ့တာမတ်စီပိုင်းနဲ့ဝင်ခုတ်လို့ချင်းတော့ကောင်းနေဗျာကျွန်တော်အားကြောင့်မို့ကောက်ထားတာပါဒီမှာဆို free 2 star ဖြစ်သွားပြီဗျာအဲ့တော့ဒီ free လည်းတင်ဆော့လို့ရတယ်ပြီးတော့ရင် ASO ဖြုတ်ပြီးတော့လည်းအဲ့လိုဆော့လို့ရတယ်ပေါ့နော်အဲ့ဆိုလို့ချင်းတော့ရှေ့က Xbox ကိုရောင်းမရအောင်ပါဒီမှာတော့ကျွန်တော် free ကိုပြန်ပြီး change ဆော့ကြည့်ရပါတော့အဆင်ပြေမလားပေါ့ဒီ ASO တက်မယ်ပြီးရင် INN တက်ပြီးပြလိုက်မှာပေါ့နော်ဒါလက်ကတော့နှင်းနေလို့ပါလက်နေနေလို့သိရတဲ့အတိုင်းပဲအရင်တော့ဟောင်းဖြစ်ပေါ့မာတော့ free ကလည်း ASO ပါတဲ့အတွက်ကြောင့်မို့ဒါကနည်းနည်းကျန်းနေရပါတော့ဟိုလို plain ဆိုရင်တော့ဒီ free ကလည်းဘာအောင်မဟုတ်ပါဘူးပြောရရင်ကိုကဗျာကျွန်တော်ပြောရမယ်ဗာလဲဆိုလို့ရှိရင်အမ Astro က9កောင်မှဖြစ်နေသလိုရှိရင်အဲ့နောက်ထပ် round မှာအဲ့လိုကိုကစမွန်နာပေါ့နော်စမွန်နာထည့်ရင်လည်းထည့်ထားပေါ့နော်ပတ်စံလာကားရတာပေါ့ဒီနောက်ထပ် round မှာပါမယ့်ကကတော့ရွှေကတ်ပေါ့နော်ရွှေကတ်ဆိုတော့ဒီဝဲကတော့ကန်အရန်ကောင်းတယ်ပဲပြောအောင်ပါပေါ့ရွှေကတ်နှက်ကပ်ပေးထားရဆိုတော့လေမတော်တွေ့တိုင်းပဲဒီဘေးက ASO ပွင့်တဲ့ကောင်ဘယ်လိုလဲဆိုတော့ချက်ကြည့်လို့ရတယ်ပေါ့နော်အမှ free အောက်မှာအယောင်လင်းနေရော free ပဲ ASO ပွင့်နေရပေါ့နော်โอเคအဲ့တော့ကျွန်တော်ဟိုဘက်က free နဲ့ရှင်းချကြည့်မယ်ပေါ့နော်ဟိုဘက်က free က fighter 4កောင်နေဆိုတော့ပို့ပြီးကျန်းနေပေါ့နော်ဒီကောင် free အဲ့တော့ကျွန်တော်ကဘယ်လိုပြောမလဲ fighter တွေကောက်ထည့်ပြတာပေါ့ဒီကောင်စောတဲ့ပုံစံမျိုးနဲ့တွားကြည့်တာပေါ့နော်အဓိကကိုကဗျာဒီ Astro နဲ့ပဲကျန်းမလားဒီ Northern မျိုးကထည့်ပြီးကျန်းမလားအဲ့လိုမျိုးကိုယ့်ကိုချင်းချင်းပြီးဆော့ပေါ့နော်ဒီမှာတော့ free ပေးရဆိုတော့နောက်ထပ် round free ထပ်ကောက်ပေါ့โอเคဒီမှာတော့ရွှေကက်ကတော့တည့်ရတဲ့အတိုင်းပဲဘေးရောက်ဝယ်ပုံမှာစကတ်တော့ပါတယ်ဒါပေမဲ့ကျွန်တော်ကဒီဘက်ကဟိုကြောက်ရမ်းပေါ့နော်ကျွန်တော်အားရည်ရွယ်ဒီမှာတော့ပတ်စံလေးရတယ်ပတ်စံပေါ့နော်ပတ်စံပဲပေါ့ပတ်စံပါပဲအဲ့တော့ကျွန်တော်တို့ကလုံးဝအဆင်ပြေသွားတဲ့အနေထားပေါ့နော်လုံးဝအဆင်ပြေသွားပါပြီအဲ့တော့ကကျွန်တော်တို့ကဒီဘယ်လိုပြောမလဲ free ရောပေါ့နော်3 star ရှာပလိုက်ပေါ့နော်ပတ်စံလေးကိုမှကသူက90လောက်ပေးထားဆိုတော့လုံးဝအဆင်ပြေတယ်ပေါ့နော်ပြီးရင်အောက်ကဒီလိုစမွန်နာတွေကိုကလုံးဝမလိုတော့ဘူးဆိုလို့ချင်းနည်းနည်းပါသိရမလားမတင်နဲ့ပေါ့နော်ဇက်ကလွယ်ပြီးတခြားအောင်တော့မတင်ပါနဲ့ဘာလို့လဲဆိုဇက်ကကြတော့ဗျာသူကဒီ Astro ထဲမှာပါတဲ့ကောင်ဆိုတော့လိုတယ်ဗျာတခြားကောင်တွေကြတော့အရင်မလိုဘူးဆိုတော့အရင်တော့မထည့်ပါနဲ့โอเคဒီမှာ free နောက်တစ်ကောင်ထပ်ပေးရယ်အဲ့တော့ဒီ free က2 star 2ကောင်ဖြစ်နေဗျာအဲ့တော့ကိုကရှာကြည့်လိုက်ပါနော်ဒီမှာနေရာရလုံးဝမလွတ်တော့ဟိုမှာအောက်မှာဘေးကတားမတ်ကြီးတွေပါလိုက်ဆိုတော့ကိုလိုရင်းတဲ့ကောင်အရင်များနေဗျာအဲ့တော့ကကျွန်တော်ဒီအောက်ကဘယ်လိုပြောမလဲကိုမလိုတော့ဟာပေါ့နော်အဲ့လိုမျိုးဟာတွေတခါလေးရောင်းပလိုက်ပေါ့နော်โอเคထပ်ကြထပ်ရအောင် for ဒီမှာ free ရပြန်ချဟီရောတော့တည်ရတိုင်းပဲသူကတော့ change ဆော့လေးရတယ်ပေါ့နော်ဒီမှာကျွန်တော် free ကလုံးဝ damage ကပန်းနဲ့ပေါက်နေတိုင်းပဲဗျာဒါ2 star free ကအဲ့လောက်ထိမကျန်းဘူးပေါ့နော်တွေ့ရတိုင်းပဲ free ကတော့ free ရပါပဲဘာမှမဟုတ်ကဲအဲ့တော့ short တွေမှာပါလာတယ်ပြီးွားရင်အဲ့လိုမျိုးမာတစ်တာပဲ sorry မှာပါတော့နော် Thermos နဲ့ဒီ Hydra ပေါ့နော်နှစ်ကောင်ကောက်ပေါ့ပြီးရင်ဒီ free အောင်3 star ရအောင်မြင်ချလိုက်
ကျွန်တော်ဒီနေရာဘာလို့လင်းကိုကောက်မိလဲဆိုရင်အဲ့လင်းကိုကျွန်တော်ကအကျင့်ပါသွားတာပေါ့နော်အကျင့်ပါသွားလို့ပြောရမှာပေါ့ဒီမှာအောက်မှာကဟိုမှာဖြစ်တော့ကျွန်တော်ကပတ်စံရှိတဲ့ကြောင့်မို့ရှာတယ်မတွေ့ဘူးထပ်ရှာတယ်တားမဖြုတ်ရတယ်ထပ်ရှာတယ်3 star free โอเคအဲ့တော့ကျွန်တော်ကဒီဘယ်လိုရမလဲ free လေးနဲ့ပဲထိန်းလို့တော့ရပြီဆိုရင်အနေထားလေးဖြုတ်သွားပြီပေါ့နော်ပြီးရင်တော့တာမတ်ကိုဟိုကဘေးတောင်းအောင်နေပြန်ပြီးတော့ချသေးကြပါလေဒီမှာ Astro စစ်မပြေပါပြီမယ်ဟိုလိုထပ်လိုက်တော့တင်ပြီပေါ့နော်ဒါရင်းနဲ့လောရလို့ပါအဲ့လင်းနေပါလေမလို့ဆိုတော့တစ်ခါပြန်အောင်လိုက်ပါနော်ကဲဒီမှာတော့ free က3 star free ဆိုတော့ဒီကောင်ကတော့3 star ဆိုတော့တည့်ရတိုင်းပဲ damage ကတော့ထွက်မှာပါ Astro လည်းပါတာဆိုတော့လေအဲ့တော့ဒီ free နဲ့ထိန်းလို့ရပါပြီဒီမှာတော့တည့်အတွေ့အတိုင်းပဲလောကအဆင်ပြေနေရပါတော့ပြီးရင်ကျွန်တော်ဒီထွက်လာပြန်ဖြုတ်ပြီးတော့ Astro ပြန်ထည့်ပါတော့ Astro စစ်ပြန်ထည့်လိုက်ပါတော့ဒီမှာဆိုလို့ကျွန်တော်လောကအဆင်ပြေသွားပြီဗျာပြီးရင်ဒီ Tamas ကိုဗျာဘယ်လိုပြောရမလဲဒီဘေးမှာပြန်ပြီးတော့ထုတ်နေကြပါလေဘာလို့လဲဆိုတော့ Tamas ကလက်ရက်တိုင်ဗျာဒီကောင်ကနေ damage ကဒါတော်တော်များတဲ့ကောင်ဆိုတော့ဒီကောင်ဘေးမှာထားပြီးတော့တည်ရမှာလောကဘေးကနေချခိုင်းပါတော့ချမင်းနဲ့တော့ကောင်းပြီပါနဲ့ဒါကျွန်တော်ကနည်းနည်းလောသွားလို့သိရမလားအဲ့လိုမျိုးခုနကတော့ထည့်ထားမိတာပေါ့နော်ဒီ fighter တွေကိုတော့လုံးဝသိရမလားအနောက်တန်းမှာတော့သွားမထားနဲ့ဘာလို့လဲဆိုတော့အဲ့လိုကိုကအနောက်တန်းမှာသွားထားလို့ရှိရင်များအရန်ဝေးလို့ရှိရင်ဒီကောင်ကလာတဲ့ဟာနဲ့ဗာနဲ့တော့ဘက်ကချတဲ့ပုံပေါင်းပြောက်သွားလိမ့်မယ်အဲ့လိုရှေ့တန်းမှာပဲထားပါတော့အကုန်လုံးအဲ့ဒါပို့ပြီးတော့အဆင်ပြေမယ်ထင်ပါတယ်ဒီမှာတော့3 star ဆိုတော့ free ကတော့အကုန်လုံးတော့မေးပြီးတော့ရှင်းလို့ရပြီပေါ့နော်ပြီးရင်ဘေးမှာတာမတ်က2 star လည်းအစ်စ်ပါသေးဆိုတော့ကျွန်တော်လုံးဝ easy ပါပဲဒီပွဲကတော့ပြောရရင်ဒီ Go မှာကကျွန်တော်တို့အရင်တော့ chess မှာလိုမျိုးကိုကကျန်းနေဗျာဒါပေမဲ့စောက်ရင်မလို့မကြမ်းလည်းဖြစ်နေလို့ချင်းဘေးတဲ့ဟီရိုကတည်ရမလားအဲ့လိုကိုတရားစောက်လို့ချင်းသူကတခြားဟာပေးတယ်အဲ့ဒါကြီးကလုံးဝကင်ဆာပြတည်ရမလားလုံးဝအဆင်ပြေတာပေါ့နော်ပြီးရင်ကျွန်တော်ပြောရမယ်နော်ကို့မှာကလုံးဝ immortal တို့ရေခဲတို့မရသေးဘူးဗျာအဲ့တော့ကိုကဒီဘက်ကအဲ့လို immortal တို့ကတော့ကောက်ထားပါတော့အဲ့အချက်တွေကအားလေးကိန်းမှာအရင်မသိတာပဲမဲ့လက်ကိန်းရောက်လို့ရှိရင်တော့တော်တော်သိတာပါတယ်โอเคဒီမှာတော့ Z3 shot ဖြစ်သွားပြီဆိုတော့အဲ့လို Z ကိုအထဲဆောက်လို့ရှိရင်တော့လုံးဝရသွားပြီပေါ့နော်ဒီ level တွေနဲ့ summon ပြန်ထည့်တယ်ဘာလို့လဲဆိုတော့ northern wave ပါအောင်လို့ပေါ့နော်northern wave ပါအောင်ဆိုတော့အဲ့လိုမျိုး summon ပြန်ပြီးတော့ပြန်ထည့်ရတာပါပြီးတော့ summon ရတဲ့ဟာနေဆိုရင်တော့ပြန်အောင်လို့ရှိရင်တော့အဲ့လို20မပြည့်အောင်မှဆယ်မင်းသူအစီမီလောက်တော့ရအောင်ပေါ့နော်ဒီမှာ fighter ၄ကောင် Astro စစ်နဲ့လုံးဝအစီမီသွားပြီပေါ့နော်ဒါတော့သူများဆောတဲ့ဟီရိုတွေတော့ကိုကအမြဲတမ်းတောက်ကြည့်ပါဘာလဲဆိုတော့သူတို့ဆောတဲ့ဟာတွေကိုကကြည့်မှာပဲဗျာဘယ်လိုပြောမလဲအဲ့လိုသူတို့ဆောထဲမှာဟီရိုဘယ်လောက်ကျန်သေးလဲကိုကရှားမှာလားမရှားဘူးလားပတ်စံကိုချမ်းရမှာလားမချမ်းဘူးလားဆိုတော့ထိုင်ပြီးတော့ကြည့်အောင်ပေါ့နော်ဒီမှာတော့ဒီ long walk gas ပါတဲ့ Tamas ကလည်းကျွန်တော် fighter ပြီးနေကောင်တော့မနိုင်ပါဘူးဘာလဲဆိုတော့တည့်အတိုင်းပဲ long walk ဆိုတဲ့ကက်ကလည်းအားလေးရင်းပေါ့နော်လက်ကင်ကြတော့ကျွန်တော်အရင်အသုံးဝင်တဲ့ကတ်ထဲမှာတော့ပါပါတယ်တားတဲ့လောက်ကလွယ်ရင်တော့အဲ့ကက်ကအသုံးဝင်လောက်ဘူးပေါ့နော်မီယာတော့ပါတော့ပေါ့အဲ့ကွန်မန်နာတွေသုံးမြဲကောင်နေဆိုရင်တော့အဆင်ပြေပေါ့နော်ဒီမှာတော့လီယမော့ရရပေါ့နော်လီယမော့ရလို့ရှိရင်တော့လီယမော့ပြတ်ကောက်ပဲနောက်တော့ရလို့ရှိရင်လီယမော့ရလို့ရှိရင်ကျွန်တော် fighter 6ပြည့်ပေါ့နော်ဘရိုတီရမ်းမသိဘူးဗျာဒီလီယမော့ကဟက်ကလောတော့ပါလို့ရှိရင်လုံးဝစောက်ရမ်းချမ်းတဲ့ကောင်လို့ပြောလို့ရတယ်ဗျာပြီးရင်ဒီမှာအကြောင်းမှာ Astro ရှိရဆိုတော့လီယမော့2 စားအောင်နဲ့ထိန်းလို့ရှိရင်ကိုတော့ကလုံးဝအဆင်ပြေသွားပြီဗျာပြီးရင်ဒီကောင်နဲ့5ချက်တန်ဆိုတော့ဒီအတိုင်းပဲအကောင်လုံးရှင်းပြီးတော့ရရပါတော့ဒီမှာတော့ free 3 star charming နေဆိုတော့ကိုကလုံးဝ9ရပါတော့တကောင်တစ်ချက်လောက်လိုက်ရနေဆိုတော့တွေ့တဲ့အတိုင်းပဲအစင်ကတော့ပြီးနေပါတယ်ဒီဘက်မှာကျတော့ဘာဖြစ်သွားလဲဆိုတော့တော်တော်များကအဲ့လို fighter မဆော့ဘဲနဲ့တည်ရမလား
စီလောင်းအသက်ရှင်စော့တဲ့ကောင်များတယ်ဗျာကိုကဟီးရိုးမြင်မြင်ရတယ်ပြီးသွားရင်ဒီလိုမျိုးနေရာမှာပေါ့နော်အဲ့တော့ဘာရောင်းဆိုတော့ကိုထိတ်နေတာထိတာလားခဏတော့စမွန်နာပေါ့နော်ပတ်စံဘယ်လိုပြောရမလဲပတ်စံအလုံးကအလကားရအောင်ဗျာအဲ့လိုမျိုးထိရတယ်ပေါ့နော်ဒီပတ်စံပေးသွားလို့ရှိရင်တော့ပြန်ပြီးတော့ပြန်ချင်းပေါ့နော်ဟီးရိုးတွေကိုဒီမှာတော့ကိုကတော့လုံးဝတွေးထိတ်ဆုံးမှနဲ့လုံးဝအဆင်ပြေရဲဆိုတဲ့အနေထားလေးပေါ့ဝေးအိုင်နန်တော့တွေ့တိုင်းပဲကျွန်တော်ဒီသူပေးရတဲ့ဟာတွေကအစီအမီတွေကောက်အောင်ကောက်ကြပါတော့ဒါတွေကတော့ကျွန်တော်လိုက်ပြီးတော့ပြောမနေကြပါအောင်โอเคဒီမှာဆိုလေယာဉ်မော့တူစားဖြစ်သွားပြီဗျာအဲ့တော့ကျွန်တော်လေယာဉ်မော့တူစားနဲ့ပြန်ပြီးတော့ထိန်းကြရပါတော့လေယာဉ်မော့လုံးဝချားမင်းတက်ပြီလို့ကျင်ဒီကောင်နဲ့စောက်ရန်ချမ်းနဲ့ထဲမှာပါတယ်ဗျာသိလားအဲ့တော့ဒီလေယာဉ်မော့ကိုချားမင်းတက်ပြီးစော်လီမရောဒီကလိုတာကျွန်တော်ဟက်လောလို့မယ်ပြီးသွားရင်နောက်ကဟာရေခဲရိုင်နေပေါ်ကောင်းတာပေါ့ဒါပေမဲ့ကျွန်တော်ရေခဲမရဆိုတော့အဆင်ပြေသလိုပဲထိန်းဆိုတာပေါ့နော်ပြီးသွားရင်တကယ်တမ်းများကျွန်တော်ဒီလီယမော့သွားမဲ့လမ်းတွေကတကောင်ဘေးပါရွှေ့ထားအောင်ဗျာသိလားအဲ့ဆိုလီယမော့အရင်ရှေ့ကိုသွားနေကြမလို့တော့သိရမှာဒီမှာရှေ့ကိုသွားပြန်သွားရတယ်အချိန်ကြီးကြာသွားတယ်ကြည့်ရဒီဟောမှာဗျာကျွန်တော်မှမယ်ဟောမှာလုံးဝလက်သီးစောတဲ့ကောင်တွေအဲ့ကောင်တွေအများကြီးပါတယ်ဗျာဒီမှာကျွန်တော်ကလေယာဉ်မော့ဒူစားပဲရှိတယ်ရမ်းနေရက်ကိုချိုးပါဗျာလုံးဝကျွတ်စင်တေရတယ်ပြန်ထလာတယ်တစ်ချက်ရမ်းတယ်သုံးအောင်နော်လုံးဝဒီကောင်အဲ့လိုလူများတွေကောင်းနေရွယ်ဗျာသိလားတော့စောက်ရမ်းချမ်းတဲ့ကောင်တွေပြောလို့ရတယ်ဒီလေယာဉ်မော့ကြီးကျွန်တော်ဒီလိုမျိုးချားမင်းမဟုတ်ဘဲနဲ့သိရမလားကိုကမော်စကိုတွေပါဆော့တယ်ဆိုလို့ရှိရင်လည်းလုံးဝအဆင်ပြေရနေတာဆိုလို့ရှိရင်အဲ့လိုဒီလေယာဉ်မော့ပေါ့နော်လုံးဝထဲ့လုံးဝဒူးဆောင်နဲ့ထိန်းရလို့ရတယ်ပေါ့နော်ဒါအခုကျွန်တော်ဆော့နေတဲ့ချားမင်းကလည်းဒီအဲ့မော်စကိုကွန်မန်ဒါလောက်ကပြီးတဲ့ damage တော့ပဲရှိတာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်မှာ3 star မဟုတ်ဗျာအဲ့တော့2 star လောက်နဲ့ပဲဆော့ပြနေရဆိုတော့အဲ့လောက်ပဲရှိတာပါတကယ်တော့ဟိုကရီနာတွေပါတော့နောက်ပို့ပြီးတော့လီယမော့ရှေ့မှာထားတာပို့ပြီးတော့ကောင်းတယ်ဒါကျွန်တော်ကနည်းနည်းဘယ်လိုရမလဲမတွေးမိရပါတော့โอเคဒီမှာဆိုဟိုဘက်ကတာမတ်ပေါ့နော်ကျွန်တော်ကလီယမော့ရှင်းနေဒါစီလောင်းတာမတ်တော့လုံးဝဒီကောင်လည်းကျန်းတယ်ကိုကောင်လည်းကျန်းတယ်မြင်ရတော့မသိဘူးဗျာတိလားလီယမော့ခုတ်တဲ့အချက်တွေကလုံးဝအဲ့လိုသူကစောက်ရံထောင်းတက်သွားတာဗျာတိလားဒါတော့ကျွန်တော်တော့အဲ့လိုမျိုးလီယမော့နဲ့ထိန်ပြီးတော့တာမတ်ကြာနေရပါတော့အဲ့လိုတွေ့တော့မတွေ့ဘူးပေါ့နော်ဒီလိုမျိုးပတ်ဆိုင်အောင်နည်းနည်းချန်ပြီးတော့စောက်နေရပါပြီးရင်ဒီမာတက်ကလည်းဗျာနောက်2ကောင်မနေလို့ရယ်ကိုမှ3စားဖြစ်ဖို့อ่ะကျွန်တော်ကဒီမာတက်လဲရှာရင်းနဲ့စော့တာပေါ့နော်ဒါပေမဲ့မာတက်ကတော့လုံးဝလေပဲမျိုးတော့မသိဘူးအရင်တော့မတွေ့တော့ပေါ့နော်ဒါဒီမှာလီယမော့ဗျာဒီကောင်သွားမဲ့လမ်းထဲမှာသိရမလားလုံးဝခံမိထားတာပေါ့နော်အဲ့တော့မောက free 3 shot ကိုတစ်ချက်အရင်ကြည့်လုံးဝပျော့ဖက်နေရပဲလုံးဝဘာကောင်းမှမဟုတ်ဘူးပေါ့နော်ဒီမှာလေရမုံကြည့်ဗျာဒီကောင်ဘယ်လောက်ကျန်းနေဆိုတော့ဒီမှာမြင်နေမယ်လုံးဝကျန်းနေရကလုံးဝကျွတ်စင်ရောအဖွဲလိုက်တော့လုံးဝတွေးရမှတက်တာကျွတ်စင်ကဲကျွန်တော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဘေးကြီးတွေပြောင်းကျေးဇူးတင်ပါတယ်ဒီပေါ့နော်ချားမင်းကိုကျွန်တော်ဆော့တယ်မျိုးကျန်းရင်လို့ရှင်တော့တရားလေးဆော့ရပါတော့နော်ဟုတ်ကဲ့ကျေးဇူးပါအတန်အဆင်ပြေရတဲ့တော်တော်တောင်းပါပါတယ်ဘာလို့လဲဆိုတော့နေရမ်းမကောင်းတော့ပါ